တချို့လူတွေကအောင်မြင်ပြီးတောင်စိတ်မချမ်းသာကြဘူး။ဘာကြောင့်လဲ။ဒီကနေ့ fulfillment အကြောင်းကိုပြောကြမယ်။ fulfillment ဆိုတာတွင်းရပြီးတဲ့အခါမှာအတွင်းကပျော်ရမယ်၊ကျေနပ်ရမယ်ဆိုတဲ့အပိုင်းဖြစ်တယ်။တချို့ goal တွေကသူများကို impress လုပ်ဖို့ပဲဖြစ်တတ်တယ်။ဒါကြောင့် dream ကိုမေးရမယ်။ဒီအရာရရင်ငါဘဝ quality တကယ်ကောင်းမှာလား။ဒီကနေ့ဒီချက်စုပေးမယ် mini exercise ကလေးကတော့မေးခွန်းလေး2ခုမေးရမှာဖြစ်ပါတယ်။ပထမမေးခွန်းကတော့ dream ကိုရရင်ငါ့ကိုတကယ်ပျော်စေမှာလားရဲ့။နောက်ဒုတိယမေးခွန်းကတော့ငါ price တကယ်ခံစားရမှာလားဆိုတာပဲဖြစ်ပါတယ်။နောက် episode 22မှာ fulfillment ကိုသိဖို့ energy check ပေးပါမယ်။ဒီချက်စုပါ AMN International School ရဲ့ MT ပါအားလုံးကိုကျေးဇူးတင်ပါတယ်။